ချို့တော်လေးတွေကဝက်တနီချက်နဲ့ဝက်အချိုချက်နော်ဝက်တရုတ်ချက်ဆန်လေးပေါ့အဲ့ဒါလေးကိုမကွဲပြားသေးတာရှိနေသေးတယ်အခုချက်ပြမှာကဝက်အချိုချက်ဖြစ်ပါတယ်အရာသားတွေအတွက်ကိုတော့စားထည့်မယ်ဝက်သားမှုတ်ထည့်မယ်တကြားထည့်မယ်နော်ပြီးလို့ရှိရင်ပဲငပြားကြီးအနောက်ပဲငပြားကြီးအကြီးခယူးစီထည့်ပြီးတော့တေချာလေးနယ်လိုက်ပါမယ်ဝက်တနီချက်ဒီမှာကြတော့အခုလိုမျိုးဝက်သားတွေကိုပဲငပြားကြီးအကြီးလေးအနောက်တဲ့ခယူးစီတွေလုံးဝအောက်တုံးမထည့်ဘူးမထည့်ဘဲနဲ့တကြားတစ်မျိုးတွေကိုပဲစီတက်မယ်เนาะရွှေညိုရောင်တန်းလာတဲ့အထိစီတက်မယ်စီတက်ပြီးတဲ့အခါမှာဒီဝက်သားတွေကိုထည့်လိုက်မယ်ထည့်ပြီးတော့မှဝက်သားတွေကိုအဲ့လိုမျိုးအခုဒီလိုမျိုးထည့်ထားတဲ့အယောင်ဖြစ်လာအောင်ညိုပြီးတော့လှလှလေးဖြစ်လာအောင်အဲ့တော့စိတ်ရှည်လက်ရှည်စီတက်ပြီးချက်ရမှာဖြစ်ပါတယ်ဦးနိုင်ရဲ့ page ထဲမှာလည်းချက်ပြထားပါတယ်အခုစချက်ဖို့အတွက်ကိုအသုံးပြုမဲ့စီကတော့အရန်ကြိုက်တဲ့ရွှေအိုမြေပဲစီတန်းအသုံးပြုမယ်စီတက်နေတာကကြတော့ကြက်တော်နီးရဲ့ကြက်သွန်ဖြူချင်းထောင်းထားတာရဲ့ငွေကောင်းစီလေးရဲ့ထည့်ပြီးစီတက်နေတာဖြစ်ပါတယ်စီတက်နေတာမွေးလာပြီဆိုရင်စောစောကနေထားတဲ့ဝက်သားတွေထည့်မယ်ထုံးစံအတိုင်းပဲထွက်လာတဲ့အရေးတွေခန်းသွားအောင်စီပြန်လာပြီးတော့ပါဝင်ပစ္စည်းတွေမှုေးကြိုင်လာအောင်စီတက်ပေးရမှာဖြစ်ပါတယ်အိုဒစိတ်ဟင်းချိုမုတ်က 1kg 63ကျပ်သားလက်လီလက်ကားဈေးတော့6000ကျပ်ဖြစ်ပါတယ်ခုနကအခုစီတက်နေတာလေးတော်တော်လေးကိုမှုေးကြိုင်ပြီးတော့စားကျင်စပွဲဖြစ်နေပါပြီအဲ့တော့အဲ့အချိန်မှာစီသက်တာလေးတွေအားလုံးစီပြန်လာပြီဆိုလို့ရှိရင်တော့ရေနွေးလေးထည့်ပြီးတော့မှဦးနန်တို့စပြီးတော့တည်လိုက်တော့မယ်အဲ့တော့ရေနွေးကတော့ဦးနန်တို့ဒီချက်လေးမှာအခုလို့ထည့်တဲ့ပမာဏကို3ခါလောက်အနည်းဆုံးထည့်ရတယ်အဲ့ဒါမှသာအသားတခါလက်နဲ့ထိုးလိုက်ဇွတ်အစီကလည်းလုံးအောင်ဣဆင်းပြီးတော့နူးဣသွားမှာဖြစ်ပါတယ်ဦးနန်အခုအသုံးပြုထားတဲ့ဝက်3တက်သားကတပိတ်သားကြော်တယ်နော်နူးဣအောင်ချက်တာဖြစ်တဲ့အတွက်ကြောင့်မို့နောက်ဆုံးစီပြန်ကြည့်လိုက်ရင်ပထမပမာဏရဲ့တော့3ပုံ2ပုံလောက်ပဲကြာတော့မယ်เนาะဤဆန်းသွားတာအောင်เนาะအဲ့တော့ရေကိုထည့်တာလည်းမြင်တယ်เนาะထည့်တယ်ပြီးလို့ရှိရင်ဦးနိုင်တို့တပြည့်ပြည့်နဲ့စီပြန်လာမယ်အရသာမြည်ကြည့်မယ်အရသာလေးကချိုဤမွှေးလေးဖြစ်နေမယ်အဲ့ဒါဆိုလို့ရှိရင်တော့ဦးနိုင်ဒီနေ့ချက်ပြတဲ့ဝက်3တက်သားအချိုဟင်းလေးပြီးသွားပါပြီအားလုံးလည်းသဘောကျနှိမ့်ချိုက်လိမ့်မယ်လို့ပြောနေပါတယ်အဲ့တော့ဦးနိုင်အဲ့ဝက်3တက်သားအချိုဟင်းလေးကိုကပိရီနဲ့တိုးစရာနဲ့ဘလို့မရေရှိရင်စားအောင်မလဲဆိုတာကိုဆက်ပြီးတော့ကြည့်ပေးပါဦးခင်ဗျာမင်္ဂလာပါနူးဤမှုေးကြိုင်နေတဲ့ဝက်အချိုချက်လေးလည်းအစင်သစ်ဖြစ်နေပါပြီစစားပါမယ်ထမင်းတော့ငပိရနဲ့နေလိုက်မယ်ဝက်အချိုချက်တစ်မျိုးချက်ထားပြီးတော့တိုးစရာအစုံနဲ့ငပိရနဲ့စားပါဖြစ်ပါတယ်ရှောက်သီးလေးလည်းပါတယ်လာမယ်လေတောင်းတတာအရင်ဆိုပြီးတိတိုးစရာကြီးပြောတာကဲဆွဲပြီအနေနဲ့လားအနေကအထက်မှာပုံရခဲတယ်တော့ပေါ်စကြိုက်ထဲပါရရှင်းပြီဟဲ့ထိရတယ်ဆိုတော့ထိစင်ပါလောကရှာပွဲချက်ပေးတာအတိမကန်ရှိပါတယ်ဒီချလိုက်ရှင်းရိပ်ပြီဟဲ့တော့ဘယ်ယူထားပြမပြမင်းဒီပကံကိုလည်းကြည့်ကြရအောင်ဟင်းနဲ့ထမင်းကိုလည်းကြည့်ကြအောင်သူယူထားကြည့်လိုက်သူစိတ်ကြိုက်နေပေါ့လေရှင်းလေးပေါ့သူစိတ်ကြိုက်နေပေါ့ကဲရှင်းနေထားလိုက်ပြီစားကြပါဦးခင်ဗျာကြည့်ပါလေခင်ဗျာမီးပုံမှန်နဲ့စိတ်ရှိလက်ရှိချက်ထားတော့ဣတုံးတာဒီရှိမှာတွေ့ရဘူးဒီပုတ်ပါရဘူးဒီပုတ်လေစားအောင်ဘူးဒီပုတ်သွားသည်ဘူးဒီပုတ်ကြိုက်တယ်မုံလာဦးပြုတ်ကလော်သည်ကလော်ခါသည်ပြုတ်ရုံးနေသည်ပူစီမယ်ဆောက်ရဒီမှာအချင်းထားမယ်
လို့အချိန်စားလိုက်လာဘာမှ စားသေးဘူး စားတယ် သူ့ရတာနဲ့သူထားအောင်နောက်ဆုံးတစ်လုံးမှာစား ဟုတ် ဝါသားရတာလေးခံပြတယ် 哦。အဲ့မှာရင်းနှီးထထားတယ်ခွက်လေးပြီးတော့ပြီပါအဲ့ဖေးနာမှာမဟုတ်လားဟောဘူးဒီဘောဘူးဒီဘောတော့ခေါ်ရခါသေးလို့ပါလေရင်နှွေးဖြောအောင်မဖြောတာထွေးနာ我们这就ဖြစ်တာကြောက်ပါသားမကောင်းတွေးတိုးမဲ့အစားအစာတို့ဇက်ကြောတက်မဲ့အစားအစာတို့စားလို့ရှိရင်တက်ဖြတ်ပြီးတော့စားဘူးတိပုတ်လေးကျွတ်တာကျပါအဲ့ဘာလို့ဘူးတိပုတ်ခေါ်လဲ သူက ဟုတ်ပါ ငယ်ငယ်လေးနဲ့မခုရင်ပုတ်တော့မှာ ဘူးတိမှုတ်တာ ဆိုအဲ့ဒါသူ့ဘွားဒါငယ်ငယ်လေးနဲ့ခုမဲ့သူမရှိပုတ်တော့မယ်ဘသားစားနေတမင်းစားရတာကွာလိုက်တာကြစားကွာ မိမို့ကြွရ မိမို့တပြေး မိတို့မမေတို့ကြွရမယ်အဲ့လိုမျိုးအီရာလေးစားနေလာပြီးတမန်တိကြွရမ်းမောတယ်ဆို
အဲ့တော့ဦးနိုင်စားပြတာကြည့်ပြီးတော့ green ပြက်နေတဲ့သူတွေနေမကောင်းဖြစ်နေတဲ့သူတွေအစားတောက်တဲ့နေပြီးမစားကျင်တဲ့သူတွေဦးနိုင်လိုမျိုးစားနိုင်တောက်နိုင်ကြပါစေကျမ်းမာကြပါစေဦးနိုင်ဆုတောင်းမေတ္တာပို့တာပါတယ်နောက်အစီအစဉ်လေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် see you bye bye